여러분 안녕하세요. 잉글라바 아웃칸 유튜브 채널에ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လဲရောဥလဲရောဆိုတဲ့ grammar လေးကိုလေ့လာမှာဖြစ်ပါတယ်လဲရောကိုယ်တိုင်လှုပ်ရှင်တာပြောပြတဲ့အခါမှာသုံးတယ်တခါလေတောင်းဆိုခြင်းသို့မဟုတ်မင်းမြန်းခြင်းနေနဲ့လည်းသုံးလို့ရပါတယ်မြန်မာလိုပြောရရင်တော့လုံမလားလှုပ်ရှင်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတယ်ဘယ်လိုသုံးရလဲဆိုတော့ပတ်ချင်းအသက်မရှိလို့ရှိရင်လဲရောပတ်ချင်းအသက်ရှိလို့ရှိရင်ဦးလဲရောဥမာအနေနဲ့ကြောညော့ကမောမောက်ကိုလဲရောညနေမှာဘာစားမလဲမေးခွန်းမေးချင်တဲ့အခါမှာအတန်လေးကိုမြင့်ပြီးတော့မှမေးရပါတယ်ကျွန်တော်ခင်ဘတ်ဘူးမောက်ကိုလဲရောကျွန်တော်ကတော့ခင်ဘတ်စားခြင်းတယ်ကချီရုံဝပိုလဲရောရုပ်ရှင်တူတူကြည့်မလားအိုနုကျူပဲစောရှူလဲရောဒီနေ့အိမ်မှာပဲအားယူမယ်အဲ့လိုမျိုးသုံးလို့ရပါတယ်နောက်ပြီးတော့ဥခါရောဆိုရက်မမော်လေးကတော့တော်တော်လေးမိုက်တဲ့ alternative တစ်ခုပါဒါပေမဲ့ကျွန်တော်အခုလေ့လာခဲ့တဲ့ဥလဲရောမှာအသက်အရွယ်ကြီးတဲ့လူတွေမှာတိတ်ပြီးသုံးတာမရှိပါဘူးကချီဂါလဲရောအသက်ကြီးတဲ့လူတွေမှာတိတ်ပြီးမသုံးပါကချီဂါကာရောအဲ့လိုမျိုးမေးတာပို့ပြီးတော့မှကောင်းပါတယ်ဒါပေမဲ့ဂါကာရောမှာကတခြားကျန်တဲ့အဓိပ္ပာယ်လည်းအများကြီးပဲရှိသေးတဲ့အတွက်နောက်ဗီဒီယိုတွေမှာထပ်ပြီးတော့မှရှင်းပြပါမယ်နောက်ဆုံးအနေနဲ့ကိုရီးယားမှာရန်ဒီမုံပေါ်နဲ့ပတ်သက်တဲ့နာမည်ကြီးတဲ့စကားလုံးလေးရှိသမီးစားရကြတယ်မှာအသုံးများတဲ့စကားလုံးလေးရှိပါတယ်ရာမြုံမောကိုခါလဲရာမြုံမောကိုခါလဲအဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုသိရင်ကွန်မန့်မှာရေးသွားလို့ရပါတယ်ကဲနောက်ဗီဒီယိုတွေမှာတွေ့ကြမယ်